Hello everyone, welcome back to my channel. Today, we're going to learn feelings and emotions and how to use them with simple grammar. We use emotions every day when we talk to friends, family, and classmates. So, learning better vocabulary will help you speak more naturally and more confidently. ဆိုရီတို့ဒီနေ့သင်ခန်းစာမှာဆိုရင်တော့ဒီ feelings တွေ emotions တွေနဲ့ပတ်သက်တဲ့ vocabulary တွေ grammar pattern တွေကိုဒါပြောပြပေးသွားမှာဖြစ်တယ်။ဒီနေ့ပြောပြပေးသွားမယ်ဒီ vocabulary နဲ့ grammar pattern တွေအားဆိုရင်ဆိုရီတို့ရဲ့ဒီ daily conversation မှာအရှမ်းကိုမှာဒါအသုံးဝင်ပါတယ်။ So let's get started. The first one is happy. ပထမအဆုံးစကားလုံးကတော့ happy. happy ရဲ့အဓိပ္ပာယ်ကပျော်ရွှင်သောဒီ happy ဆိုတဲ့စကားလုံးလေးကိုဆိုရီတို့က thrilled, delighted တို့နဲ့ဒါသုံးလို့ရတယ်ပေါ့နော် example အနေနဲ့ I'm thrilled to win this game ဒီ game ကိုအနိုင်ရတော့ငါအရန်ကိုမှပျော်တယ်ဒီနေရာမှာ delighted ကိုထည့်ပြီးတော့လည်းသုံးသွားလို့ရပါတယ်နောက်ထပ်စကားလုံးကတော့ sad sad ရဲ့အဓိပ္ပာယ်ကဝမ်းနည်းသောဒီ sad ကိုနောက်ထပ်ဆိုရီတို့က upset heartbroken တို့နဲ့ဒါသုံးလို့ရပါတယ်ဥပမာအနေနဲ့ she looked upset after the meeting သူ meeting ပြီးတဲ့နောက်မှာသူကိုကြည့်ရတာအရန်ကိုမှဝမ်းနည်းနေခဲ့တယ်ပေါ့နော်ဒီနေရာမှာ heartbroken ကိုလည်းသုံးလို့ရပါတယ် The third one is angry တတိယမြောက်စကားလုံးလေးကတော့ angry စိတ်တူသောဒီ angry ကိုဆိုရီတို့ furious irritated တို့နဲ့သုံးလို့ရတယ် example အနေနဲ့ I'm furious right now ငါအခုအရန်ကိုမှစိတ်တူနေတယ် Okay နောက်ထပ်စကားလုံးလေးကတော့ tired tired ရဲ့အဓိပ္ပာယ်ကပင်ပန်းသောဒီ tired ကိုဆိုရီတို့က exhausted worn out တို့နဲ့လည်းသုံးလို့ရပါတယ်ဥပမာအနေနဲ့ I'm exhausted after working all day တနေ့လုံးအလုပ်လုပ်ပြီးတဲ့နောက်မှာငါအရန်ကိုမှဒါပင်ပန်းနေတယ်ပေါ့နော်ဒီနေရာမှာ worn out ကိုလည်းထည့်ပြီးတော့လည်းသုံးလို့ရပါတယ် Okay the last one is confused confused ရဲ့အဓိပ္ပာယ်ကဒီပုံမှာပြထားသလိုပေါ့နော်ဒီခေါင်းရှုပ်စေတယ်စိတ်ရှုပ်စေတယ်ကိုယ်ဇဝေဇဝါဖြစ်စေတယ်ပေါ့နော်သူက adjective ဖြစ်ပါတယ်သူ့ကိုဆိုရီတို့နောက်ထပ်စကားလုံးလေးအနေနဲ့ puzzled and sure နဲ့လည်းသုံးလို့ရတယ်ဥပမာအနေနဲ့ I'm puzzled by this math question ဆိုရီတို့ကျောင်းသားဘဝတော့ငါဆိုရင်ဒါသင်္ချာပု္ပ္ပစာရီနဲ့ဒါခေါင်းရှုပ်တယ်ပေါ့နော်ဒီမှာလည်းဥပမာပေးထားတာကဆိုရီတို့သင်္ချာပု္ပ္ပစာရီနဲ့ဒါသင်္ချာပု္ပ္ပစာရီကကိုခေါင်းရှုပ်စေတယ်ပေါ့နော်Okay ဒါဆိုရင်ဆိုရီကတော့ဒါကိုယ့်ရဲ့ဒီ feelings တွေ emotions တွေနဲ့ပတ်သက်တဲ့ဒီ vocabulary တွေငါးလုံးကိုဆိုရီပြောပြပေးသွားတာဖြစ်တယ်။ဒါဆိုရင်ဒီ feelings တွေ emotions တွေကိုဆိုရီတို့ဘယ်လို grammar pattern လေးတွေနဲ့ expert လုပ်မလဲဆိုတာကိုဆက်ပြီးတော့ဒါကြည့်ကြည့်ကြရအောင်ပေါ့နော်။ Okay ပထမတစ်ခုကတော့ I feel နဲ့ပြောတာဒီ emotion နေရာမှာဆိုရီတို့ကနာကပြောသွားတဲ့ emotion လေးတွေလည်းထည့်ပြီးတော့သုံးလို့ရတယ်ဒီမှာဆိုရင်ဆိုရီ example ပေးထားတာကတော့ I feel happy ပျော်ရွှင်တယ်လို့ခံစားရတယ် I feel dizzy ခေါင်းမူနေတယ်လို့ခံစားရတယ်ပေါ့နော်ဒီနေရာမှာကိုတစ်ခုခုကိုဒီ emotion တစ်ခုခုကိုခံစားနေရတယ်ဆိုရင် I feel နဲ့သုံးလို့ရတယ်နောက်ထပ် pattern တစ်ခုကတော့ I'm feeling plus temporary emotion ဒီနေရာမှာကိုလက်ရှိဖြစ်ပေါ်နေတဲ့ဒါ emotion ကိုထည့်ပြီးတော့သုံးသွားလို့ရတယ်ဒီနေရာမှာဥပမာအနေနဲ့ I'm feeling worn out today ဒီနေ့အရန်ကိုမှပင်ပန်းနေတယ်လို့ခံစားနေရတယ်ပေါ့နော်ကိုလက်ရှိခံစားနေရတဲ့ emotion တွေကိုဖော်ပြခြင်းနဲ့ဆိုရင် I'm feeling နဲ့ဒါပြောသွားလို့ရတယ်ပေါ့နော် Okay နောက်ထပ် pattern တစ်ခုကတော့ I get plus emotion သူလည်းအရှိက pattern နဲ့အတူတူပဲပေါ့နော်ဒီမှာဆိုရင်တော့ I get nervous before exam စာမှုပွဲမတိုင်ခင်ငါအရန်ကိုမှစိတ်လှုပ်ရှားနေတယ်ပေါ့နော်ကို emotion တစ်ခုခုဖြစ်နေရဆိုရင်ဒီ I get ဆိုတဲ့ pattern လေးနဲ့ဒါသုံးလို့ရတယ် Okay နောက်ဆုံး pattern ကတော့ it makes me plus emotion ပေါ့ဒီတစုံတစ်ခုခုကကို emotional တစ်ခုခုဖြစ်အောင်ဒါလုပ်တယ် emotional တစ်ခုခုဖြစ်ပေါ်အောင်လုပ်တယ်လို့ပြောချင်တယ်ဆိုရင်ဒီ pattern 4ကိုသုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တော့ example အနေနဲ့ loud noise makes me irritated ဆူညံတဲ့အတန်တွေကငါ့ကိုစိတ်တူစေရပေါ့နော်ဒီမှာဆိုရင်ဒီတစ်ခုခုကဒီဆူညံတန်တွေကသူ့ကိုစိတ်တူအောင်လုပ်လိုက်တယ်ပေါ့နော်ဒီလိုမျိုးဒီတစ်ခုခုကကိုယ့်ကို emotional တစ်ခုခုဖြစ်ပေါ်လာအောင်လုပ်လိုက်တယ်ဆိုရင်ဒီ pattern 4နဲ့ပြောပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့စုရရဲ့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာမှာဆိုရင်တော့
ဆိုရီအနေနဲ့ပြောပြပေးသွားတာကဒီ vocabulary ၅ခုရဲ့ဒီ emotional feelings တွေနဲ့ပတ်သက်တဲ့ဒီ grammar pattern လေးတွေကိုပြောပြပေးသွားတာဖြစ်တယ်ပေါ့နော်ဆိုရီရဲ့ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာတွေကအားလုံးအတွက်ဒါအသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုရီတို့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ် Thanks for watching and I'll see you in the next video bye